အားပြဲစိန်ဆိုပြီးတော့တင်စား TikTok new feed မှာနေရာယူထားတယ်အားပြဲစိန်မာလာကင်တော့ဟလာဆိုင်ကနေဒီနေ့တော့လုံးဝတည်ကြလုံးလုံးမှားစားလိုက်ပြီပေါ့နော် food blogger တွေ review တင်တာလုံးဝမတွေ့သေးဘူးပေါ့နော်ဒီဆိုင်ကကြတော့ဆိုင်မရှင်အမကတော့စားသုံးသူတွေရဲ့စားကောင်းကြောင်း good review တွေကို post တင်ထားတာတွေ့တော့တင်စားလဲစားကောင်းမကောင်းစားကြည့်မယ်တင်စားမှာလိုက်တာကတော့9မျိုးပါတဲ့ combo set မာလာကင်တော့ထမင်းလေး cheese အာလူချောင်းကျော် spicy ခောက်ဆွဲကြော်လုံးပေါင်း9မျိုးပါတယ်ပေါ့နော်မာလာကင်တော့လေးရတာလဲတော်တော်လေးစားကောင်းနေတာတော့ကြိုက်တယ်ကင်စုံရဲ့ coffee ရဲ့ salad ရဲ့နဲ့ရွတ်ထုတ်ပေးထားတယ်ပေါ့နော်အရသာကတော့လုံးဝထိမိပြီးတော့စားပြီးစားကျင်နေပြီနော် spicy ခောက်ဆွဲတော့အကြိုက်ဆုံးပဲအရန်စားကောင်းတယ် spicy ခောက်ဆွဲမြည်ရင်အေးအေးပြက်ခမ်းပြီးကိုထိုင်စားမယ်အဖွဲရပါစားရင်းနဲ့အရန်စားလာပြီဆိုရင်ဒီမှာထမင်းလေးနဲ့ cheese အာလူချောင်းကျော်လေးကလုံးဝဆက်ပြေပဲနော်အာလူချောင်းလေးနဲ့ဒီခောက်ဆွဲလေးနဲ့တွဲဖက်စားရတာလေအရန်မိုက်တယ်စားကောင်းတယ်ပြောလို့မယုံဆိုရုပ်ကိုသာကြည့်လိုက်တော့စားကျင်တာစားနေရရုပ်ကဖြီးနေရောပဲစားကောင်းလို့စကားတွေပါထပြောနေသက်ဆိုင်စကားပြောတာဆိုတော့စကားမပြီးယူလို့နားမလည်မှာဆိုလို့ဘာသာပြန်ပြီးလိုက်မယ်9,900နေတယ်တဲ့အစုံစားရတယ်တဲ့ရတာရှိရလေးစားတယ်ဒါကတော့ကြောလုံးပေါင်းသူထည့်ပေးတဲ့ sauce လေးနဲ့စမ်းပြီးတုပ်ပြီးစားမယ်ပေါ့နော်ကြောလုံးပေါင်းကအရင်ဆက်ပါတယ်အရင်ဆုံးစားအောင်နောက်ဆုံးမှစားမိလိုက်တယ်ဒီ9မျိုးပါတဲ့ combo set က9,900ကျပ်ဆိုတော့တစ်မျိုး3,500ပဲကျမယ်ဆိုတော့စားကောင်းပြီးတော့တန်တယ်နောက်နေ့လည်းထပ်စားအောင်မယ်အားလုံးပဲတတာ